ဒီကနေ့ကြားနာရတဲ့ဒုက္ခပတ်တော်လေးမှာအချက်လေးတစ်ချက်ကိုဝေမျှကြပါတယ်အဲ့ဒါကဘာလဲဆိုတော့တရားပါသောအသက်တာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တရားပါလာတဲ့အခါမှာကျွန်တော်တို့ဘဝကဒီပွင့်နေနဲ့ပြေဝဆုံလင်ခြင်းအသက်တာရှိတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တရားဖွင့်ပေးထားတဲ့တကားကိုကျွန်တော်တို့မြင်ရပြီးအဲ့ဖွင့်တဲ့တကားအတိုင်းကျွန်တော်တို့ရှောက်လန်းတဲ့အခါမှာဘဝအသက်တာဟာတတောင့်တတာရှိတယ်ဆိုတာကိုလည်းတွေ့ရပါတယ်ဒီကြုံလေးတစ်ခုပြမြလိုပါတယ်ဘဝအသက်တာမှာနာခံခြင်းဆိုတဲ့ကားလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ယဟန်ဘဝတွေမှာဆိုလို့ရှိရင် celibacy and obedience ဒီပါရမီနှစ်ခုကိုပဲကျွန်တော်တို့ကျင့်ရတဲ့အခါမှာ obedience ဆိုတဲ့စကားလေးမှာသူတော်စင်ဘဝမှာအနည်းနဲ့အများဆိုသလိုကြီးကဲတွေနဲ့စိတ်လုံးကျော်အစဉ်ပြေတဲ့အခြေအနေရဲ့လို့ကြားပါတယ်ကျွန်တော်ဘဝမှာလည်းမတွေ့ဘူးလေဆိုတဲ့အခါကျရင်ကိုဖြစ်ချင်တဲ့ကိုနားလေတဲ့အသက်တာနဲ့အကြီးကဲတွေကကိုယ့်ကိုစီစဉ်ပေးတဲ့အသက်တာနဲ့ပွာချားလာတဲ့အခါမှာဘာဆက်လုပ်ရမလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ကိုပြောချင်တဲ့ဖြစ်ချင်တဲ့အရာကိုပဲဖြစ်အောင်ရအောင်လုပ်မှလားအော်ဒါမှမဟုတ်လို့ရှိရင်အကြီးကဲစကားကဘုရားသခင်ရှိကလာလို့သူ့စကားကိုနားထောင်ပြီးလုပ်မှလားဆိုတဲ့အဖြေနှစ်ခုပဲကြံတော့ပါတယ်အဲ့လိုကြံတဲ့နှစ်ခုမှာကြံတဲ့ဖြစ်လာတဲ့နှစ်ခုမှာတစ်ခုကိုရွေးချယ်ရခြင်းအဖြစ်ရလာတဲ့ဘဝအသက်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်နားတော့မလဲဘူးကိုယ့်ရဲ့အတွေ့အကြုံနဲ့လည်းကိုယ့်ရဲ့နားလည်မှုတွေနဲ့လည်းမတိုက်ဆိုင်ဘူးသို့တော်ညာလည်းပဲအကြီးအကဲပြောလို့လုပ်တဲ့အရာတွေတိုင်းမှာမတွေ့ရလဲဆိုရင်အချိန်တစ်ခုမှာလွတ်မြောက်ခြင်းနဲ့အသီးပွင့်ဆိုတဲ့အကြောင်းအရာလေးကိုတွေ့ရှိရပါတယ်အပေမဲ့လို့ blind obedience လို့ကျွန်တော်တို့တစ်ခါကြာရင်ပြောလို့ရှိရင်အကြီးအကဲပြောသမျှကိုမျက်လုံးပိတ်ပြီးလိုက်နားထောင်ရမှာလားလို့ပြောတဲ့အခါမှာအဲ့လိုတော့မဟုတ်ပါဘူးကိုဖြစ်ချင်တဲ့ကိုနားလေတဲ့အရာကိုတင်ပြခွင့်အဲ့လိုတင်ပြလို့မှမရတဲ့အဆုံးမှာအကြီးအကဲကဒါကိုပဲလုပ်ပါလို့ပြောတဲ့အခါမှာလုပ်တဲ့အခါမှာကျွန်တော်ရဲ့ဘဝသက်သေမှာနှစ်ခုရှိပါတယ်ဘဝသက်တာကလွတ်လပ်ပြီးကိုယ့်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအဲ့အလုပ်လေးကပေါ့ပါပါနဲ့လုပ်ခွင့်ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုတွေ့ရှိရပါတယ်။အကြောင်းဒီနေ့ဒီအကြောင်းအရာလေးဝင်မြရလဲဆိုတဲ့အခါကျရင်ဒီနေ့ကြားရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ကဘာပြောလဲဆိုတဲ့အခါကျရင်သူဟာတဲ့အဖြစ်အနွယ်ပင်ဖြစ်ပြီးကျွန်တော်တို့တူးစီကအကိုင်းခတ်တွေနဲ့တူတယ်တဲ့။အဲ့ဒီအကိုင်းခတ်လေးတွေကတဲ့စပြည့်ဥယျာဉ်ကနေအပင်ကနေပြီးကျွေကျသွားတဲ့အတူမရှိဘူးဆိုအဲ့လူကအဲ့ဒီအကိုင်းခတ်လေးတွေကပျက်စီးသွားတယ်တဲ့။ဒါပေမဲ့လို့အဲ့ဒီပင်စီကြီးနဲ့အကိုင်းခတ်လေးတွေကကတ်နေတဲ့အချိန်တိုင်းမှာအမြဲတမ်းရေတောက်မြစ်ကနေပြီးရနေတဲ့ကဲ့သို့ကိုင်းခက်ကလေးတွေကအမြဲတမ်းရှင်သန်ပြီးတော့လန်းဆန်းနေတယ်တဲ့အဲ့ဒါလေးကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာကျွန်တော်တို့တူးစီကိုသခင်ခရစ်တော်ဟာအပြည့်အဝပင်ဖြစ်ပြီးကျွန်တော်တို့ကအကိုင်းခက်ကလေးတွေနဲ့ဥပမာလေးပေးပါတယ်ဒီအကြောင်းအရာလေးမှာကျွန်တော်တို့ရဲ့ဘဝသက်တာမှာဘုရားသခင်ကိုရှာဖွေတွေ့ရှိခြင်း၌ကိုယ်နဲ့နီးစပ်သောသူများကိုရှာဖွေခြင်းအပြင်ကျွန်တော်တို့ဘဝဟာဘုရားသခင်နဲ့ပေါင်းဆက်ရလားလို့ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာကိုပြန်လည်ဆန်းစစ်ကြည့်အောင်ဒီနေ့ကြားရတဲ့ပထမကျမ်းစာတော်မြတ်ထဲမှာတော့ဘုရားသခင်ကိုတမန်တော်ကြီးတွေ၌တွေ့ရှိတဲ့တန်ပေါလုရဲ့ဘာနာဘတ်ရဲ့အဖြစ်အပျက်လေးကိုကြားရပါတယ်တန်ပေါလုနဲ့ဘာနာဘတ်ကဒီဂျူးလူမျိုးမဟုတ်တဲ့ဒီ pagans တွေပါပြီးတော့တရားဒေသနာဟောကြားတဲ့အခါမှာခရိယန်တွေဖြစ်လာတဲ့အခါမှာဘာပြဿနာတစ်ခုတက်လဲဆိုရင်အသားလေးမင်္ဂလာခံယူရမလားမခံယူရမလားဆိုတဲ့ပြဿနာဖြစ်လာပါတယ်ယူလူမျိုးတွေရဲ့ထုံတန်းစင်လာမှာတော့အသားလေးမင်္ဂလာကိုခံယူရတော့ညာလည်းပဲ pagans တွေမှာမရှိပါဘူးဒါကြောင့်ねပေါနဲ့ဘာနာဘတ်ကဘယ်ကိုပြန်သွားလဲဆိုရင်ဂျေရုဆလင်ကိုပြန်ပြီးတမန်တော်ကြီးတွေရှိတဲ့နေရာကိုပြန်ပြီးဒီပြဿနာကိုသူတို့အဖြေရှာခဲ့တဲ့အခါမှာနောက်ဆုံးပိဘုရားသခင်ရဲ့လမ်းညွှန်ဥဆောင်မှုအောက်မှာတမန်တော်ကြီးအမ်ပေထူရဲ့လမ်းညွှန်မှုနဲ့အတူတူသူတို့အဖြေရခဲ့တယ်ဆိုတာကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကြားခဲ့ရတာဖြစ်ပါတယ်ပထမကျမ်းစာကကျွန်တော်တို့ဘာကိုသတိပေးလဲဆိုရင်ဘုရားသခင်ကိုရှာဖွေခြင်း၌ဘုရားသခင်ကနေတတ်မှတ်ပေးထားတဲ့အကြီးအကဲတွေအားဖြင့်ဒီကျွန်တော်တို့တွေဟာအဖြေကိုရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲကအသိပေးပါတယ်။ဒါကြောင့်မလို့ခရစ်တုသခင်က
ချစ်ခင်လေးစားပါတော့ပါသူဓမ္မမိတ်ဆွေပေါင်းတို့ဒီနေ့ဘဝအသက်တာ၌ဘုရားသခင်ရဲ့အလိုတော်လမ်းကိုကျွန်တော်တို့ရှာဖွေပြီးကျွန်တော်တို့ဘဝမှာလွတ်လပ်ခြင်းပေါ့ပါခြင်းနဲ့အတူတူဝမ်းမြောက်ခြင်းအသက်တာ၌ကျွန်တော်တို့ရှင်သန်ခြင်းအားဖြင့်ဘုရားသခင်ရဲ့ကောင်းမြတ်တော်မူခြင်းကိုဒီနေ့အတူတူကရှာဖွေကြရအောင်လို့ဒီမှာရှိရပါသူဓမ္မမိတ်ဆွေတွေကိုအလုံးကိုဖိတ်ခေါ်ပါလေအလုံးကျေးဇူးပြုမှတ်တရရဲ့ဆုပန်ကြရအောင်